မြန်မာသောအညော်ရောင်တောင်တန်းများကြားတွင်တိတ်ဆိတ်ငိမ့်သက်သောရွာတစ်ရွာရှိခဲ့သည်ရွာသူရွာသားများသည်ကြိုးစားလုပ်ကင်ကြပြီးထိုရွာလေးထဲတွင်ကျိုးလုပ်ငန်းကိုလုပ်ကင်သောအမျိုးသားနှစ်ဦးနေထိုင်ကြသည်ပထမတဦးမှာဇော်တင်ဖြစ်သည်သူသည်စိတ်ရှည်သည်ကျိုးကိုခိုင်ခန့်ပြီးယုံကြည်စိတ်ချရအောင်ပြုလုပ်ရန်အချိန်ယူကာဂယုကဆိုင်လူဆောင်သူဖြစ်သည်ဒုတိယတဦးမှာမောင်ကြီးဖြစ်သည်သူသည်လင်းမြန်သောအမျက်စွန်းကိုသာရှာဖွေသူဖြစ်သည်အရေးအသွေးကိုဂယုမဆိုင်ဖဲအလွယ်ဆုံးနီလန်းကိုအမြဲရွေးချယ်တတ်သည်နေ့စဉ်နှင့်အမျှဇော်တင်သည်ကျိုးတစ်ချောင်းချင်းစီကိုစနစ်တကျလိန်သည်အချိန်နှင့်တင်းအားကိုအသုံးပြု၍တည်တည်ချာချာရက်လုပ်သည်မောင်ကြီးမှမူငွေမြမြန်ရလိုစိတ်ဖြင့်ကျိုးများကိုအစော်တလျင်နှင့်ဈေးသက်သာစွာထုတ်လုပ်သည်ဈေးသက်သာသောကြောင့်ရွာသားအများစုသည်မောင်ကြီးကျိုးများကိုဝယ်ယူသုံးဆွဲကြသည်ဇော်တင်၏အယောင်ဝယ်မှာကြာဆင်းလာသည်သူစိတ်ပြက်အားလှည့်တော်လေသူ၏မူများကိုမစွန့်လွတ်ခဲ့ပေသူသည်စူးစမ်းပြီးစိတ်ရှည်စွာဖြင့်ဆက်လက်လုပ်ကိုင်သည်တနေ့တွင်အယေသွေးကသူ့ဘာသာသူတက်တည်တတ်လည်းမည်ဟုယုံကြည်သည်တညတွင်ရွာပေါ်သို့ပြင်းထန်သောမုန်တိုင်းတစ်ခုကြာရောက်လာသည်မိုးထံမိုးကြိုးတံလေပြင်းတိုက်ခတ်တံများသည်တရွာလုံးကိုဖုံးလွှမ်းသွားသည်မီးပြတ်သွားသည်အိမ်တိုင်းအမောက်ကျသွားသည်ရွာသူရွာသားများသည်စီမီကွက်များထွန်းညှိရန်ပရင်းတကားများကိုကျူးဖြင့်ချီနှောင်ရန်အတွက်ကျိုးများကိုအရေးအကြီးလိုအပ်လာသည်သူတို့သည်ပထမဆုံးဈေးသက်သာသောမောင်ကြီးကျိုးကိုယူဆောင်လာကြသည်သို့တော်ထိုကျိုးများသည်လွယ်ကူစွာပြတ်တောက်သွားသည်မီးစာကိုမထိန်နိုင်တင်းအားကိုမခံနိုင်ခဲ့မီးကွက်များမလဲနိုင်ခဲ့သောကြောင့်အမောင်သူနှင့်ကြောက်ရွံ့မှုတို့သည်အိမ်များအတွင်းလေအေးကဲ့သို့လွင့်မြော်လာခဲ့သည်ထိုအခါမှဇော်တင်၏ဂျိုးကိုတတိယကြသည်၎င်းသည်ရွာသူရွာသားများ၏တခုတည်းသောမွန်လင်းချက်ဖြစ်လာသည်ဇော်တင်၏ထူထဲခိုင်မာပြီးဂယုတစိုက်ရက်လွထားသောကျိုးကမိထောက်ကိုမယိမ့်ရိုင်အောင်ခိုင်မြဲစွာထိန်းထားနိုင်ခဲ့သည်တစ်ခုပြီးတစ်ခုသောစီမီခွက်များတောက်ပလာသည်နညာများနှင့်ပဒင်းပေါက်များပေါ်တွင်အလင်းရည်များဖြာချလာကြသည်ဇော်တင်၏ခိုင်ကန်ခေါင်းမွန်သောကြိုးကြောင့်ရွာသူရွာသားများသည်မိုးတီးတန်သောညကိုနှွေးထွေးသောအလင်းရောင်မြင့်တည်ငြိမ်စွာအိပ်ဆက်နိုင်ခဲ့သည်နနက်ခင်းတွင်နေအောင်ကြီးတံပေါ်လာသည်ရွာသူရွာသားများသည်တင်ငန်းသာတစ်ခုကိုရရှိသွားသည်သူတို့သည်နောက်တစ်ဖန်ဈေးအသက်သာဆုံးကျိုးကိုရှာဖွေတော့မည်မဟုတ်ပေအခိုင်အမာဆုံးသောစိတ်ရှည်မှုဖြင့်ဖန်တီးထားသည့်ရိုးသားသောလုပ်ငန်း